အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါเนาะကျွန်တော်ရဲ့တူတောအောင်ချမိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့เนาะကဲမနေ့ပြန်ကျွန်တော်တို့က17ရက်3လ2026เนาะအားလုံးပဲဗုဒ္ဓဘူးနေ့ကိုရောက်ရှိလိုလာပြီဗုဒ္ဓဘူးနေ့နေကုန်စားအချိန်လေးတွေမိန်းလေးတွေထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်เนาะကဲဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ပေးပါအားလုံးပဲကြုံမသွားနဲ့เนาะကဲဗီဒီယိုဖိုင်ကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့ကျွန်တော်ရဲ့เนาะချမိတ်ဆွေညီကိုမောင်နှမများအားလုံးစိတ်เนาะစိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လာပါတွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်เนาะကဲကျွန်တော်တို့เนาะဒီနေ့ကတော့ကျွန်တော်ရဲ့ကိုဒီမာတွေအားလုံးပဲကျွန်တော်စီမှာเนาะဘော်ဒဘူးမကျော်အာမခံမွေးကွက်ယူထားတဲ့ညီကိုမောင်နှမတွေလည်း65တဲ့เนาะမိန်ဆိုမှာမိန်ကွက်เนาะအားလုံးပဲ okay လိမ့်မယ်ပြီးလို့ရှိရင်ဖရိသမားတွေဆိုရင်လေเนาะကျွန်တော်တို့635မပြောက်စာတို့အခွေเนาะဒီနေ့65ခွေသွားတယ်ပြီးတော့ကျွန်တော်ရဲ့ကိုဒီမိုက်နေ့တိုင်းမှာဆိုရင်လေเนาะ6ပတ်တီ1ပတ်တီเนาะအလုံးပဲဒီနေ့ကတော့ဖရိသမားတွေရောအဖွဲ့ဝင်တွေရော okay တဲ့အဆင်ပြေတဲ့နေ့ပဲเนาะအလုံးပဲလာဖို့ရတယ်ဆိုတော့ကိုယ့်ဘက်ကို comment လေးတွေမှာဝင်ပြီးတော့မှတ်သွားပေးလိုက်เนาะနောက်ပြီးတော့ကျွန်တော်ရဲ့ကိုဒီမိုက်အခုတနင်္လာအင်္ဂါ2ရက်စလုံးအလုံးပဲအဆင်ပြေတဲ့ okay ထားတယ်เนาะကဲဒါကြောင့်မို့မနေ့ပြန်ပေါ်တူနေစာလေးကိုထပ်မံပြီးတော့ကျွန်တော်ရဲ့ကိုဒီမိုက်လာတင်ပေးတာဖြစ်ပါတယ်ကဲဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့ကိုဒီမာဒီ Facebook ကအကိုဒီမာတွေကပုံမှန်တိုင်းလေးပဲအများမြင်များတွေ့နိုင်အောင် share ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့မယ် like လက်မအသေးလေးတွေနဲ့ဝင်ရန်ပေးထားမယ်เนาะကဲကျွန်တော်ရဲ့ကိုဒီမာဒီအားလုံးပဲအခုဆိုရင်ကျွန်တော်တို့က635ဆိုတဲ့စာတို့ထုတ်ထားတာဒီ3ညတစ်လုံးပဲကျန်တော့တယ်စာတို့လိုက်တဲ့ညီကိုမောင်နှမတွေ3ညစာတို့ဆက်လိုက်မယ်เนาะကဲကျွန်တော်ရဲ့ကိုဒီမာဒီမနေ့ပြန်မှာပေါ်ရိုးနေကုန်စားမှာနေ့တိုင်းနေနဲ့ဆိုရင်ဘိုင်ပတ်တီးနေနဲ့ခွန်ဘိုင်နှစ်ပါเนาะပတ်တီးသမားတွေခွန်ပတ်တီးနှစ်ပတ်တီးပေါ့เนาะခွန်နဲ့ပတ်သက်တာဆိုရင်ကျွန်တော်တို့80ခွန်8ခွန်2ခွန်5เนาะ80ခွန်8ခွန်6ခွန်5 sorry เนาะ80ခွန်8ခွန်6ခွန်5ဒါခွန်နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေပါနှစ်နဲ့ပတ်သက်တာဆိုရင်20နှစ်8နှစ်6နှစ်5ဒါနှစ်နဲ့ပတ်သက်တဲ့ main ကွက်ပါเนาะ20နှစ်6နှစ်8နှစ်5ဒါနှစ်နဲ့ပတ်သက်တဲ့ main ကွက်ပါเนาะဒါကျွန်တော်အကြိုက်ဆုံးလေးတွေရွေးချယ်ပြီးတော့ထုတ်ပေးထားတာเนาะမနေ့ပြန်မှာကျွန်တော်တို့ကဗုဒ္ဓဘူးနေ့မှာပတ်တီးကိုအဓိကဦးစားပေးဆော်တယ်ဆိုရင်ကျွန်တော်ရဲ့ကိုဒီမာဒီကအားလုံးပဲခွန်ပတ်တီးနှစ်ပတ်တီးအားကောင်းဆုံးဖြစ်ပါတယ်เนาะကဲဒါမှကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်ဘူးဆိုရင်လည်းเนาะကိုလုံးမိုင်ကိုကြီးရရင်ကတ်ဆော့ပေါ့เนาะခွန်နှစ်1ချိန်အမှာဖြစ်ပါတယ်အလုံးမိတ်တာကျွန်တော်စေတနာနဲ့တင်ပေးတော့ပေါက်လို့ရလို့လေဘာမှပေးစီရမလို့ပါဘူးအခုကြည့်ရှုပေးတဲ့အကူဒီမာဒီအထူးတူပဲကျေးဇူးတင်ပါတယ်အမြဲတမ်းမြင်တွေ့ရအောင်ကျွန်တော်ရဲ့ page ကို follow လေးနှိပ်ခဲ့ပေးပါเนาะကဲအားလုံးပဲကံကောင်းကြပါစေဗျ